အားလုံးပဲမင်္ဂလာပါဗျ AIA မြန်မာနဲ့ Andy the Trainer တို့ပူးပေါင်းတက်ဆက်တဲ့ AIA Rethink Healthy တင်းချံ week ကနေကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အစီအစဉ်လေးကတော့တင်းချံပိတ်ရဲ့နားရက်တွေမှာကိုယ့်ရဲ့အိမ်မှာလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့အထီရောက်ဆုံးလုပ်လာတဲ့လေ့ကျင့်ခန်းတွေဝေမျှပေးမယ်ပြင်ကျွန်တော်တို့မြန်မာလူမျိုးတွေမှာဆိုလို့ရှိရင်တင်းချံအချိန်ခါမတည်းမြန်မာအားလုံးကြိုက်ကြတယ်ကျွန်တော်တို့တင်းချံရိုးရအစားအစာတွေကိုဘယ်လိုစားတော့အောင်လဲကျန်းမာနေညအောင်ဘယ်လိုလုပ်ရွေးချယ်ရမလဲဆိုတာကိုတင်းချံရဲ့9ရက်လုံးဝေမျှပေးမယ်အစီအစဉ်လေးတစ်ခုပဲဖြစ်ပါတယ်ဗျခုလိုမျိုးနဲ့ဟောင်းကုံလို့နေ့တရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အားလုံးမှာဆိုလို့ရှိရင်စိတ်တစ်လူတစ်တွေနဲ့နေ့တစ်ကိုဖြတ်ကျန်းနေကြတာပဲမဟုတ်လားဗျခုလိုမျိုးချင်းမျိုးမှာဆိုလို့ရှိရင်လဲကျန်းမာရေးဆိုတဲ့ခေါင်းစဉ်အောင်မှာဆိုလို့ရှိရင်ကျွန်တော်အရင်ကတွေးခဲ့တဲ့တွေးခေါ်တဲ့ယူဆဟောင်းတွေကိုအခုချိန်မှာ rethink ပြန်ပြီးတော့မှစဉ်းစားသုံးသပ်သစ်ပြီးလို့ထင်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လူတစ်ယောက်နဲ့တစ်ယောက်နေမှာဆိုလို့ရှိရင်သူရဲ့ကျန်းမာရေးလှုပ်ရှားပုံတွေပြီးတော့မှစားသုံးပုံစံတွေမတူတဲ့ကြောင့်မို့တစ်ယောက်နဲ့တစ်ယောက်နဲ့တူမှာမဟုတ်ဘူးဒါကြောင့်မို့ကျန်းမာရေးဆိုတဲ့စံညွှန်းစံချိန်တွေကိုလည်းကျွန်တော်တို့အနေနဲ့တိုင်းတာတဲ့အခါမှာဆိုလို့ရှိရင်ကျင်သွားမှကျွန်တော်တို့အရန်ငွေကြေးတွေအကုန်ချခံမှဆိုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကျန်းမာခြင်းဆိုတာကိုနေ့စဉ်မှာကျွန်တော်နိုးထားတဲ့အခါမှာခွန်အားတွေဘယ်လောက်ထိရှိနေလဲတနေ့တာလုံးမှာကျွန်တော်တို့ဘယ်လောက်ထိခွန်အားတွေရှိပြီးတော့မှသွားလို့ရလဲညအိပ်ရာဝင်တဲ့အခါမှာဘယ်လောက်ထိလွယ်လွယ်ကူအေးလို့ရလဲဆိုတာနဲ့တိုင်းတာတက်ပါတယ်ဗျဒီချက်လေးကိုအသေးချာလေးစဉ်းစားကြည့်ပေးဖို့အကြံပေးချင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တင်းချံအကျိုးနေ့မှာနောက်ရက်တွေအတွက်လေ့ကျင့်ခန်းလုပ်ဖို့ ready ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့လှုပ်ရှားသွားလာမှုရလွယ်ကူဖို့ရည်ကြည့်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ဒီနေ့ပထမဆုံးရက်မှာဆိုလို့ရှိရင်အားလုံးကို mobility test လို့ခေါ်တဲ့လှုပ်ရှားသွားလာမှုတွေလွယ်ကူတဲ့ test လေးတစ်ခုလုပ်ပေးပါမယ်။ test လေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက် warm up ဖြစ်စေဖို့ရ activation ဖြစ်စေဖို့လေ့ကျင့်ခန်း၅မျိုးကိုကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်ဗျ။ပြီးတော့လို့ရှိရင်တော့ခုနလုပ်ခဲ့တဲ့ test နဲ့ပြန်ပြီးနိုင်ရှိမယ်ဆိုလို့ရှိရင်တော့ဘယ်လောက်ထိလှုပ်ရှားသွားလာမှုလွယ်ကူလာလဲဆိုတော့တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အရန်ပူအိုက်တဲ့ခုလိုရာသီဥတုမျိုးမှာကျွန်တော်မြန်မာရိုးရာတကြံအစားအစာတစ်ခုရှိတယ်ဗျ။ဒီကောင်လည်းမိတ်ဆက်ပေးတော့မှာမျိုးကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်ပထမစစချင်း mobility test ကိုလုပ်ကြည့်အောင်လားဗျ။ကျွန်တော်လှုပ်ရှားသွားလာမှုတွေမှာပို့ပြီးလွယ်ကူဖို့အတွက်စစ်ဆေးလို့ရတဲ့ mobility test လုပ်ဖို့ဆိုလို့ရှိရင်တော့အိမ်ကနံရံတစ်ခုပဲလိုပါလိမ့်မယ်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ကြည့်ရအောင်လားခင်ဗျာပထမအဆုံးနံရံမှာပခုံးနဲ့ကတ်လိုက်ပါကျွန်တော်တို့နံရံနဲ့ကတ်နေတဲ့ shot ကိုအနောက်ဘက်ကိုရွှေ့လိုက်ပါဗျကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင် half kneeling ပုံစံဖြစ်နေရပါမယ်အရှိကဒူကောင်းတွေကလုံးဝလို့သွားလို့မရဘူးအနောက်ကဖနှောက်ကောင်ရောက်ထားပြရမယ်ဒီချိန်မှာဆိုလို့ရှိရင်တော့အရှိကကျွန်တော်နံရံမှာကတ်နေတဲ့လက်ကိုနံရံနောက်ကတ်လိုက်မယ်အသက်ကိုရှူတင်ပြီးတော့မှကျွန်တော်တို့ဒီလက်ကအနောက်ကနံရံကိုထိလို့ရတာဆိုတော့ဆန်းကြည့်ပါမယ်ဒါကိုတော့ half kneeling thoracic rotation လို့ခေါ်ပါတယ်ဗျတကယ်လို့ထိလို့ရတယ်ဆိုရင်ကိုယ့်ရဲ့ mobility ကတော်တော်လေးကောင်းတယ်ထိလို့မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ခဏနေလုပ်ပြမယ်လေ့ကျင့်ခန်း၅မျိုးကို၃ကြောလုပ်ပြီးတော့လို့ရှိရင်ဒီရဲ့ test လေးပြန်ပြီးစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာကျွန်တော်ခန္ဓာကိုယ်ကို warm up လုပ်ဖို့ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအတောင့်တင်းဆုံးနေရာရှိတယ်ဒါကတော့ကျွန်တော်ရဲ့ပခုံးတွေပခုံးသားတွေဖြည့်လျှော့ဖို့ရည်ကြည်ပါတယ်ဗျပထမဆုံးတစ်ခါတော့ shoulder roll လို့ခေါ်ပါတယ်အသက်ကိုပုံမှန်လေးရှူပေးပါဗျပခုံးကို body တင်လိုက်မယ်ပြီးတော့ဖြည်းဖြည်းချင်းပြန်ချမယ်အသက်ကိုပုံမှန်ရှူပါမယ်โอเคပြီးတော့လို့ရှိရင်လက်ကလေးတွေကိုပို့ပြီးတော့မှပေါ်မှာ circle လုပ်ကြည့်အောင်ဒါတော့ကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်ခင်မှာလုပ်ဖို့အတွက်အကောင်းဆုံး dynamic stretching တခုလို့ပြောလို့ရပါတယ်ဗျာနံပါတ်2ကတော့ cone squat လို့ခေါ်ပါတယ်။ဒီအလုံးပဲဆိုလို့ရှိရင်တော့အဓိကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတောင့်တင်းတတ်တဲ့ပေါင်နောက်ကကြွတာတွေခါးနေရကြွတာတွေအတွက်ရန်ကောင်းပါတယ်။ကျွန်တော်လက်နှစ်ခုရှက်ပြီးတော့မှကိုယ့်ရဲ့ရင်ဘတ်နေရာမှာထားလိုက်ပါ။ခန္ဓာကိုယ်ရှိကိုဘင်းလုံးလိုက်ပါဗျ။လှုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ရင်ဘတ်တွေဖွင့်တာဝေးကြည့်ရင်ဒုတိယတစ်ခါဒီအနေထားနေပြီးတော့မှ squat အနေထားကိုထိုင်လိုက်ပါ။ပြီးတော့လို့ရှိရင်ခုနကလည်းတင်ပါကိုပြန်မြောက်ပြီးတော့မှခုနက table top ပုံစံပြန်သွားပါဗျ။ပြီးတော့လို့ရှိရင်တော့အပေါ်ကိုပြန်လာလို့ရပါပြီ။ဒါကိုတော့ cone squat လို့ခေါ်ပါတယ်။အရှိကိုရင်ကိုင်းမယ်။အောက်ကိုထိုင်ချပေးပါ and up and lift နောက်တစ်ခါလောက်ကြည့်အောင် and down and lift ဒါတော့ကျွန်တော်တို့ mobility အတွက်တော်တော်လေးကောင်းတဲ့လေ့ကျင့်ခန်းလို့ပြောလို့ရပါတယ်နောက်ကတော့ကျွန်တော်ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ muscle တွေပြင်ဘဝကကြက်သားတွေအတွက်အရန်ကောင်းတဲ့ exercise ပါဒါကတော့ silent reach လို့ခေါ်ပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့ဘေးဘက်ကိုတစ်ချက်လောက်ကြဲကြဲလေးလှမ်းလိုက်မယ်ပြီးတော့မှလက်ကိုကျမ်းမြင့်ပေါ်ထိလို့ရရင်ထိလိုက်မယ်မထိလို့မရဘူးဆိုရင်တော့ကိုယ့်ရဲ့ဒူကောင်မှာခဏလေးနေပေးပါပြီးတော့လို့ရှိရင်တော့လက်ကိုပုံမြောက်လိုက်ပါမယ်နောက်တစ်ဖက်ကိုပြန်သွားပါအသက်ကိုပုံမှန်ရှုပါမယ်ဗျဒီရတော့ကျွန်တော် warm up session မှာနောက်ပိုင်း3လေးရှိတဲ့ dynamic stretching တွေပဲဖြစ်ပါတယ်နောက်တစ်ခါတော့သွေးပူလေ့ကျင့်ခန်းလုပ်ဖို့အတွက်အကောင်းဆုံးလေ့ကျင့်ခန်းလို့ခေါ်တဲ့ workout exercise ပါဒီအလုံးမဲ့ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကိုကုန်းချလိုက်ပါပြီးတော့လို့ရှိရင်တော့အရှိကိုလက်ကလေးတွေနဲ့တွားပြီးတော့မှ
plan ပုံစံရပြီးထီတော့ပေးရပါမယ်ကျွန်တော်တို့လက်ကောက်ဝက်ရဲ့တထောင်စေးရဲ့ပခုံးရဲ့တစ်ဖြောင်းလေးဖြစ်နေရမယ်လေဝင်းရဲ့တင်မရဲ့ကြောရွရဲ့တစ်ဖြောင်းလေးဖြစ်နေရပါမယ်ပြီးတော့လည်းရှင်အနောက်ကိုပြန်လာပါညအဆုံးဒီစံတော့မှာပြန်ဆင်းပါမယ်နောက်ကိုပြန်သွားပါOkay lift ဒါဆိုလို့ရှိရင်တော့ခန္ဓာကိုယ်သွေးပူသွားပြီဆိုလို့ရှိရင်တော့အကောင်းဆုံး wall back stretch ကိုလုပ်ပေးပါမယ်ဗျဒီအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ပထမဆက်စချင်း plan ပုံစံမှာနေလိုက်ပါပြီးတော့လို့ရှိရင်တော့ညာဘက်ခြေထောက်ကိုကိုယ့်ရဲ့ leg ရအောင် step လုပ်လိုက်ပါပြီးတော့လို့ရှိရင်တွင်းကလက်ကိုအပေါ်ဘက်ကိုမြောက်ပြီးတော့မှကိုယ့်ရဲ့မျက်နှာချက်ကိုကြည့်ထားလိုက်ရပါတယ်သတိထားမှာကအနောက်ကခြေထောက်တည်းတစ်ဖြောင်းနေဖြစ်နေရမယ်ဒူးကောင်းကြီးခုလိုကွေးထားမျိုးဖြစ်ပါဦးဗျအသက်ကိုပုံမှန်ရှူပါမယ်ဒါဆိုရင်တော့တစ်ဖက်ကိုတော်လို့ရပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ mobility အတွက်ကောင်းမှုကျွန်တော်လုပ်ပြတဲ့လေ့ကျင့်ခန်းတွေကိုစက္ကန့်30ကနေ40အထိ3ကြောကနေ4ကြောအထိလုပ်ကြည့်ပါလုပ်ကြည့်သွားပြီလို့ရှိရင်ကျွန်တော်ဆက်ချင်း test လုပ်ထားတယ် mobility test ကိုနောက်တစ်ခေါက်ပြန်လုပ်ကြည့်တဲ့အခါမှာဘယ်လောက်ထိတိုးတက်လာလဲဆိုတော့တွေ့ရမှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်ဒီခုလိုမျိုးပူပြင်းတဲ့ရာသီမျိုးမှာကျွန်တော်တို့ရင်ထဲကိုအေးသွားစေမယ့်မြမအရိုးရအစားလေးတစ်ခုရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့မှာမိတ်ဆက်ပြပါမယ်ဘာဖြစ်မယ်လို့ထင်လဲဗျအခုလိုမျိုးအတားကြံချင်းကာနွေရာဒီမှာဆိုလို့ရှိရင်ရင်ထဲကိုအေးသွားစေဖို့အတွက်မြမရိုးရတင်းညံအစားစားတွေမှာအကောင်းဆုံးကိုပြောပါဆိုလို့ရှိရင်မွန်ရိုးရတကြံထမင်းပဲဖြစ်ပါတယ်ကြံထမင်းမှာဆိုလို့ရှိရင်တော့ဖျောင်းနှံတင်းတင်းလေးနဲ့ရေခဲရေကိုစိန်ထားတဲ့ထမင်းမျိုးဖြစ်ပြီးတော့သူပါဆိုလို့ရှိရင်တော့ကျွန်တော်ရင်ထဲကိုအေးမြသွားမှာအသေးချပါပဲဗျလေ့ကျင့်ခန်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ရည်ဓာတ်တွေကိုလည်းပြန်လည်ဖြည့်ဆည်းနိုင်တယ်ဒီမှာမှ carbohydrate ဆိုလို့ရှိရင်တော့ကျွန်တော် portion လေးကိုလည်း short စားမယ်ပြီးတော့မှသူ့အတွက်အသားဓာတ်ဆိုလို့ရှိရင်တော့တင်းကြံထမင်းနဲ့လွန်လိုက်ဖက်တဲ့ငချောက်ထောင်းကြော်လေးရတာရှိပြီးတော့မှအာဟာရတွေပြည့်ပါတယ်ပြင် fiber မြင်တတ်တဲ့နဲ့တူတူ vitamin mineral ကျော်ရတဲ့တဲ့တီးတုပ်လိုမျိုးထည့်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်းကြံအတွက်ဆိုလို့ရှိရင်ရင်းထဲကိုအေးမြပြီးတော့မှအာဟာရတွေပြည့်ဝမယ်အစားအစာတစ်မျိုးဆိုရင်လည်းမမပါဘူးခင်ဗျဒါဆိုလို့ရှိရင်ဒီနေ့တင်းကြံကြုံနေရစားလို့နောက်ထပ်တင်းကြံရက်တွေမှာဆိုလို့ရှိရင်လှူရှားမှုတွေလွယ်ကူပြီးတော့မှလေ့ကျင့်ခန်းတွေလုပ်ဖို့ ready ဖြစ်ပြီလို့ထင်ပါတယ်ဗျဒါအပြင်ခုလိုမျိုးပူအိုက်တဲ့ຢာတွေမျိုးမှာကျွန်တော်တို့ရဲ့မျက်မှောက်ရိုးရာတင်းကြံစားစာဖြစ်တဲ့တင်းကြံထမင်းကိုစားပြီးဆိုလို့ရှိရင်ဘယ်လိုရွေးချယ်ရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်မနေ့ပြန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့နှလုံးခုန်လုံးတွေပိုပြီးမြန်အောင်လုပ်မဲ့လေ့ကျင့်ခန်းလေးနဲ့မိတ်ဆက်ပေးခြင်းနဲ့အပြင်ကျွန်တော်တို့ pre workout နဲ့လို့ခေါ်တဲ့လေ့ကျင့်ခန်းမလုပ်ခင်မှာမျက်မှောက်ရိုးရာတင်းကြံစားစာတွေမှာစားလို့ကောင်းတဲ့စားစာမျိုးမိတ်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ AIE မြန်မာ page ကိုစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ AIE မြန်မာနဲ့ဆိုတူကျမ်းမာတက်ရှိပြီးတော့မှပိုပြီးကောင်းမွန်တဲ့ဘဝတွေကိုတူတူရှောက်လန်းလိုက်ရအောင်လားခင်ဗျပျော်ရွှင်စရာကောင်းတဲ့တင်းကြံအကျိုးနေ့လေးဖြစ်ပါစေခင်ဗျအားလုံးပဲ see you ပါခင်ဗျ